ဇလန်လေးရဲ့စမှာတော့မက်ဆိုသူကကမ္ဘာချန်ပီယံ၈ဆင့်ကိုရောက်လာခဲ့ပါတယ်။သူ့ရဲ့လောက်ကတော့နဘန်းတက်တာဖြစ်ပြီးဒီပွဲနိုင်ရင်သူ့ရဲ့ဘဝကိုသစ္စာတော့မှာပါ။အဲ့ဒီချိန်မန်နေဂျာဖြစ်သူကအခန်းထဲဝင်လာပြီးအာယုံနောက်နေတဲ့အတွက်သူလည်းမန်နေဂျာကိုတိုးနေခိုင်းလိုက်ပါတယ်။မန်နေဂျာကတော့ဒီပွဲနိုင်ရင်ဘာလို့မှလည်းမေးနေခဲ့ပြီးမက်ကလည်းပြန်ဖြေဖို့လုပ်ခဲ့ပေမဲ့မန်နေဂျာကထွက်သွားခဲ့ပါတယ်။ဂဲတော့သူကဒီပွဲပြီးရင်တိတ်ဆန်နေတာမွေးမြူပြီးနေကျင်တော့တာပါ။ဒါကြောင့်သူကချက်ချင်းပဲခွေးလေးဖြစ်တဲ့ဟီရိုယူကီကိုခေါ်ပြီးကွင်းထဲကိုထွက်သွားခဲ့ပါတယ်။ကွင်းထဲမှာတော့ပြိုင်မဲ့ဖြစ်တဲ့မာအိုကစောင့်နေခဲ့ပြီးမက်ကလည်းဝင်ချလာပါပြီ။အဲလိုနဲ့တိုက်ပွဲကြီးကစတင်လာပြီးကင်ပေါက်လိုက်ပေမဲ့မာအိုကပြန်ကန်လာခဲ့ပါတယ်။အဲချိန်တစ်ဖက်မှာလည်းအီဆဲကိုင်းမဲ့သူရဲကောင်းကိုရှာဖွေနေပါပြီ။မက်ကတော့ကျိုးဝေါ်ကိုခုန်တက်လိုက်ပြီးခွေးလေးဖြစ်တဲ့ဟီရိုယူကီနဲ့တူစုံသက်ကွက်ကိုပြင်ဆင်လာပါတယ်။ပြီးတာနဲ့ချက်ချင်းပဲအောက်ကိုခုန်ချလိုက်တော့ရောင်တွေကတောက်ချလာပြီးဖြည်းဖြည်းနဲ့ကိုပျောက်ကွယ်သွားပါပြီ။ဒါကြောင့်အားလုံးလည်းအံ့ဩကုန်ကြပြီးဘာရုံဟာရီဖြစ်နေရင်ကန်ဝဲကလည်းတိတ်ဆိတ်သွားပါတယ်။တစ်ဖက်မှာလည်းစော်လေးကရောက်ရှိလာတဲ့မက်ကိုသူရဲကောင်းလို့ပြောနေပေမဲ့မက်ကတော့ကြောင်နေခဲ့တာပါ။နောက်ပြီးဒီမြေပေါ်မှာကတ်တွင်နေတဲ့နတ်ဆိုးတွေပြင်နတ်ဆိုးကိုလည်းတုတ်တင်မေးဖို့ပြောလာခဲ့တာပါ။ဒါကိုကြားတော့မက်ကလည်းထင်လွဲသွားခဲ့ပြီးတိတ်ဆန်တွေကိုတက်ခါနေတဲ့အထင်နဲ့အကြီးပေါက်ခွဲသွားပါတယ်။ဒါကြောင့်သူကမင်းမင်းလေးကိုနောက်ကဖက်ပြီးဂျာမန်ဆူပလက်တွေးချလိုက်တော့အားလုံးလည်းဘာတော်ဟာရီဖြစ်ကုန်ကြပါတယ်။နောက်ပြီးဖင်လုံးတွေပါပေါ်ကုန်တာကြောင့်မူးမတ်တွေနဲ့ကွိုင်တက်ကုန်ပါတယ်။ပြီးတော့သူကသူ့ကိုသူစစ်ခေါ်ခြင်းသူရဲကောင်းမှုကြောင်းရှင်းပြလိုက်ပြီးပေါ်နေတဲ့ဖော်ကင်ကိုဝေးအောင်နဲ့အုပ်ပေးလိုက်ပါတယ်။ဒါပေမဲ့ထင်လွဲသွားတဲ့တပ်သားတွေကတိုက်ခိုက်လာတာကြောင့်မက်စလဲနန်းတော်တွေကထွက်ပြေးသွားပါပြီ။အဲလိုနဲ့မြို့ထဲကိုရောက်လာခဲ့ပြီးအားလုံးကလည်းဖင်ပြောင်ပုံစံဖြစ်နေတာကြောင့်နှာဝှဆိုပြီးထင်နေကြပါတယ်။ဒါကြောင့်မက်စလဲလန်ကားလေးကိုပြေးဝင်သွားပြီးမျက်နှာဖုံးကိုချွတ်ချလိုက်ပါတယ်။ဂဲရိုသူ့နာမည်ကဂန်ဆိုဖြစ်ပြီးအဲချိန်မြို့သားတွေကနှာဝှဆိုပြီးអော်လာခဲ့ပါတယ်။ဒါကြောင့်သူက professional ဘန်းမဆိုပြီးပြောပြခဲ့ပေမဲ့အားလုံးကလည်းဝိုင်းဖမ်းနေတာကြောင့်ပုံကိုကွယ်ပြီးပုံနေလိုက်ပါတယ်။နောက်ပြီးခွေးလေးဖြစ်တဲ့ဟီရိုယူကီကိုလည်းစိတ်ပူဖို့ကိုပြောနေတော့တာပါ။အဲချိန်စော်လေးတွေကရောက်လာခဲ့ပြီးကိုဖြစ်သူနဲ့သူ့ကိုဖမ်းမှုတိုင်ပင်နေပါတယ်။ဂန်ဆိုကတော့မျက်စိရှိမှကြောင်နေရွက်နဲ့စော်လေးပြင်မြေခွေးကပါရောက်နေတဲ့အတွက်ကြိုက်နေခဲ့ပါပြီ။ဒါကြောင့်သူကချက်ချင်းပဲမြေခွေးဘဲကိုချုပ်ထားလိုက်ပြီးမီရှာကလည်းသူ့ကိုပေါ်ကအမြန်ဖယ်ဖို့ကိုပြောနေခဲ့ပါတယ်။အဲချိန်ဂန်ဆိုကတော့ဟိုပို့တီပို့လုံနေခဲ့ပြီးမြေခွေးကလည်းအုံနေခဲ့ပေမဲ့နှာကြတော့သူလည်းမခံနိုင်တော့ပဲစိန်ကျသွားပါတယ်။အဲနောက်မှာကန်ဆိုလည်းရှာတန်းတန်းနဲ့မီရှာကိုပါကြံနေတော့တာပါ။အဲချိန်စူပူတန်ကြားလိုက်ရပြီးဘဲကြီးကတော့ဝင်ပလီမတ်ကိုရောင်းစားနေပါပြီ။ဒါကြောင့်ကန်ဆိုကတားနေခဲ့ပြီးဘဲကြီးကတော့ဘာလဲဆိုပြီးပြန်မေးနေပါတယ်။ပေချာကြီးမှာဖင်ပြောင်ပုံစံဖြစ်နေတဲ့ပြင်မီရှာကလည်းနှာဝှဆိုပြီးပြောလာတာကြောင့်အဲကလည်းချွေးရိပ်ပြန်သွားရပါပြီ။တိချစ်သူလို့ပြောနေပေမဲ့နှာဝှဆိုပြီးထင်နေရကြောင်းကန်ဆိုကပေါက်ကွဲသွားပြီးဂျာမန်ဆူပလက်တွေးချလိုက်ပါတယ်။အဲလိုနဲ့သုံးအောင်သားလည်းထွက်ပြေးသွားပြီးဂန်ဆိုကတော့ဝင်ပလီမတ်ကိုလှုပ်ပေးလိုက်ပါပြီ။ဂန်ဆိုကတော့သူကဂန်ဆိုဖြစ်ပြီးရှီဂူရဲကလည်းသူ့နာမည်ကိုမိတ်ဆက်လာပါတယ်။ဟီရိုယူကီကိုလည်းမွေးထားတဲ့ပြင်လှိမ့်ဆန့်ချစ်သူဖြစ်ကြောင်းပါပြောပြလိုက်ပါတယ်။ဒီတော့မှရှီဂူရဲလည်းဘောပေါက်သွားခဲ့ပြီးဂန်ဆိုကတော့သူနဲ့တူတူလိုက်ခဲ့ဖို့အတွက်ပြောလာခဲ့ပါတယ်။အဲဒီချိန်မီရှာတို့အုပ်စုကတော့ဂျာမန်ဆူပလက်တန်ယာတွေကိုစေကပ်နေခဲ့ပြီးအေဂါကလည်းမကျေနပ်ခဲ့ပါဘူး။ဒါကြောင့်သူကခွေးကိုဖမ်းဖို့ကြံစီနေခဲ့ပြီးမြေခွေးကလည်းထောက်ခံနေချိန်မီရှာကတော့စိတ်ပြတ်နေပါတယ်။တစ်ဖက်မှာလည်းဂိရှိယာစီရောက်လာတဲ့ဂန်ဆိုကတိချစ်သူလို့ပြောနေခဲ့တာပါ။အဲဒီချိန်မာစတာကတော့ဂန်ဆိုရဲ့ဒီဇိုင်းကာတာဘာညာနေထားကိုကြည့်ပြီးအံ့ဩနေပါတယ်။ဖြစ်ချင်တော့ခန်းထဲကိုနောက်လိုက်တီကဝင်လာခဲ့ပြီးစွန်စားသူတွေဆာဗာရက်စ်ကြောင့်တေကုံချောင်းကိုကြားလိုက်ရပါတယ်။ဒါကိုကြားတော့ကန်ဆိုလည်းဆင်းလှုပ်ရှားသွားပြီးဖွယ်သားတွေနဲ့တောအုပ်စီကိုလိုက်သွားခဲ့ပါတယ်။ပြီးတော့သူကခေါင်းတုံးလုံးနဲ့ဆာဗာရက်စ်ကိုဂျာမန်ဆူပလက်ပြေးကျွေးလိုက်ပြီးဖော်ကင်နဲ့အောင်ရှူနေတော့တာပါ။ခဏကြာတော့အားလုံးလည်းငြိမ်ကျသွားခဲ့ပြီးရလာတဲ့ပတ်စံတွေနဲ့အင်ကြီးဝဲလိုက်ပါတယ်။နောက်ပြီးသူ့အိမ်မက်ကလှိမ့်ဆန်နေတဲ့လူတွေကြားမှာသိမ့်မြတ်သွားအောင်လုပ်မယ်ဆိုပြီးပြောနေခဲ့ပါပြီ။ဒါကိုကြားတော့ရှီဂူရဲကဝမ်းသာနေခဲ့ပြီးပြစိမ့်မိတ်ဆာကလည်းပွဲဝင်နေနဲ့ပါလာခဲ့ပါတယ်။အဲချိန်ဂန်ဆိုကတော့ပတ်ရှိုးဖွင့်မှုပြောလာခဲ့တာပါပတ်ရှိုးကိုသာဖွင့်နိုင်မယ်ဆိုတားရဲတွေနဲ့လူရီကြားကဆက်ဆံရေးကတိုးပွားလာမှာပါရိုင်းနေတဲ့တားရဲတွေကိုရှင်းအောင်လုပ်ပြီးအဲရတဲ့ပတ်စံနဲ့ပတ်ဝန်းကျင်တစ်ခုတိစောက်မှာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဒါရီနဲ့ဆန်ဖွေးမှုကိုပတ်စံလိုတာကြောင့်ပါတီပွဲကိုဆုံးဖြတ်လိုက်ပါပြီမရှင်နေနဲ့ကတော့စလမ်မန်နာကိုတိုက်မှာဖြစ်ပြီးဟီတိုကလည်းရောက်လာခဲ့ပါတယ်နောက်ပြီးစလမ်မန်နာကိုသူ့ရဲ့ဓာတ်နဲ့ပိုင်းမယ်ဆိုပြီးပြောနေတာကြောင့်တိချစ်သူကြီးဂန်ဆိုကတော့ပောက်ကွဲသွားပါပြီဒါကြောင့်သူကဟိကိုစွန့်ရမ်းလိုက်တော့အားလုံးကလည်းအံ့ဩသွားပါတယ်။တစ်ဖက်မှာလည်းရှီဂူရဲကပြုတ်ကျနေတဲ့ဟိရဲ့ဓာတ်ကိုကြော်သွားခဲ့ပါပြီ။
အဲလိုနဲ့စတာမန်နာစီရောက်လာခဲ့ပြီးဖမ်းယူလိုက်ပြီးယိုရှီကိုတို့မြည်ပေးလိုက်ပါတယ်အဲချိန်မီရှားတဲ့မြေခွေးကတော့ဗိုက်စာနေတာကြောင့်မြို့ကိုပတ်ဖို့တိုင်ပင်နေပါတယ်ဒါပေမဲ့မြေခွေးကကန်စုံနဲ့တိုးမှလန့်နေခဲ့ပြီးမတော်ချင်ခဲ့ပါဘူးဖြစ်ချင်တော့အခန်းရှိရာစီကန်ဆိုကဝင်လာခဲ့ပြီးအဲကရဲ့ကျွေးတွေကိုလာပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းမွန်စတာရီရဲ့မင်းသမီးလေးကနန်းတော်ထဲမှာမနေချင်တဲ့အတွက်တောင်းကျမ်းနေပါပြီ။နောက်နေ့မှာတော့ကန်ဆိုတို့လည်းမြောက်စစ်သားကိုလိုက်ချနေခဲ့ပြီးမြောက်စစ်သားအုပ်စုကလည်းရောက်လာပြန်ပါတယ်။ဒါကြောင့်သူကပန်းသီးကိုထုတ်ပြလိုက်ပြီးမြောက်စစ်သားတွေအုပ်လိုက်ကြီးကိုထိန်းပေးလိုက်ပါပြီ။ဒါအောင်မြင်တော့ရှီကူရဲကအံ့ဩနေခဲ့ပြီးအင်းနောက်မှာတော့ထိုးခြားတိရစ္ဆာန်အများစုကိုလည်းဖမ်းဆီးရရှိခဲ့ပါတယ်။ဒါပေမဲ့ထိမ့်သိမ်းမှုနေရာကလိုအပ်တာကြောင့်ဝေရှာဖို့ကလိုအပ်လာပါပြီ။မရှင်ကတော့ဘလူးမိတ်စာကိုတန်းအပ်မှာဖြစ်ပြီးစွန့်ဝေကလည်းရမ်းများတာကြောင့်စွန့်သားဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။တန်းမှာလည်းမင်းမီလေးကနန်းတော်ကနေထွက်ပြေးတာကြောင့်အားလုံးလည်းပွက်လုံးရိုက်ကုန်ကြပါပြီ။ညောင်တော့ကန်ဆိုလည်းအော့ကိုလိုက်ရှာနေခဲ့ပြီးအုံရွာတွေကိုဝင်လာခဲ့ပါတယ်။နောက်ပြီးအင်းကြီးချွတ်ကဆင်ခေါ်တာကြောင့်ဘလူးရိတ်ကလည်းအုံလာခဲ့ချိန်ကန်ဆိုကတော့အကျန်းဆုံးကောင်ကိုထွက်လာဖို့အတွက်ပြောနေခဲ့တာပါအဲလိုနဲ့အကျန်းဆုံးကောင်လည်းထွက်လာခဲ့ပြီးကန်ဆိုကတော့ရော်ရီကနေကောက်ပဲသီးနှံခိုးနေတာကမင်းလားဆိုပြီးဆွဆွဲလာပါတယ်အော်ကတော့သူဟုတ်ပေမဲ့ကိုနဲ့ဆိုင်ရင်ဝေးဝေးနေပြီးဘိုင်ဝမ်ထိုးလဲရတယ်ဆိုပြီးပြောလာခဲ့ပါတယ်ဒါကိုကြိုက်တွေ့သွားတဲ့ကန်ဆိုကတော့တောက်ခွက်ကိုခြေစုံပြက်ကန်လိုက်ပြီးလူကလည်းတွန်းလက်တီးနဲ့ပြန်ထိုးလာပါပြီဒါကြောင့်ကန်ဆိုလည်းရင်မိုက်ကိုပြန်ကောင်တာလိုက်ပြီးထိုးရက်ကဘဲဆိုးလို့လဲအဲလစ်ဆိုပြီးပြန်ပြောလိုက်ပါတယ်နောက်ပြီးဒင်းနိုကိုပါပြန်ထိုးလိုက်တော့ပောက်ခွဲသွားတဲ့ဘလူးကလည်းရင်ဝါကိုပြန်ဆောင်ကန်ပြီးတိုက်ပွဲကလည်းမြိုင်လာခဲ့ပါပြီလေမျိုးကိုကျွေတောက်ခွက်ကိုထိုးဒရောင်းနဲ့ရိုက်လိုက်ကန်ကြောက်လိုက်နဲ့ချမ်းမာတော့ကန်ဆိုကမေးရိုးကိုပြန်တွေးချလိုက်ပါတယ်ဒါကိုပောက်ခွဲသွားတဲ့ဘလူးကလည်းပေါ်ဘက်ကနေထူချလိုက်ပေမဲ့လက်ကိုချုပ်ပြီးအနောက်မှနေရာယူပေးလိုက်ပါပြီနောက်ပြီးဂျာနယ်စုကလက်တိုက်ခွက်နဲ့ဆုံးသက်လိုက်တော့ဘလူးလည်းဖင်မထောင်သွားခဲ့ပါတယ်အဲလိုနဲ့ခေါင်းဆောင်ကလည်းရှုံးသွားခဲ့ပြီးနေရင်ထိုင်ရင်ဘလူးမျိုးနေရဲ့ခေါင်းဆောင်တစ်ပါဖြစ်သွားခဲ့ပါတယ်ရှီကူရဲကတော့ဒါကိုကြည့်ကဝမ်းသာနေခဲ့ပြီးနောက်နေ့မှာတော့ကန်ဆိုလည်းဘလူးတွေနဲ့တူငိမ့်ငိုင်းရေးစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်အဲနောက်မှာတော့ဂေးရှိယာစီပြန်လာခဲ့ပြီးမာစတာကတော့ကိုနာကိုတောင်မြုံနိုင်တော့ပါဘူးအကြောင်းကတော့ဘလူးတွေကြောင့်နဲ့စွန်သားသူတွေတိတ်ဆုံးခဲ့ရပြီးလက်တီးနဲ့စကားပြောခဲ့တဲ့သူ့ကိုတားရဲတတ်သူခဲကောင်းလို့ခေါ်လာပြန်ပါတယ်ဒါကြောင့်ကန်ဆိုလည်းပေါက်ကွဲသွားခဲ့ပြီးမာစတာကိုပြန်ချနေခဲ့ပါပြီနေ့နေ့ရောက်တော့ပွဲစားစီကိုရောက်လာခဲ့ပြီးပတ်ရှော့ဖွင့်မှုမြေနီယာကိုဝယ်ယူခဲ့ပါတယ်အဲဒီချိန်မွန်စတာမင်းမီလီကတော့ရလာရှိရဲ့စားတောက်တီကိုလိုက်ငန်းနေခဲ့ပြီးဇလန်လေးကဒီမာရဲမဲခန်းရလို့တွားခဲ့ပါတယ်နေုံဒါလေးကိုစုံအောင်ကြည့်သွားအန်နီမေချစ်သူများတို့သတင်းကောင်းကြီးခုရှိပါတယ်ပရိသတ်ကြီးတို့ရေကျွန်တော်တင်ဆက်ပေးနေတဲ့ဘာမစ်ကင်အန်နီကပ် channel ရဆိုရင်စုစုပေါင်း channel ၄ခုရှိပါတယ်အဲဒီ channel ၄ခုဟာဆိုရင်တော့ဘာမစ်ကင်အန်နီကပ် animated recap မြန်မာ animated recap မြန်မာ 1.0 animated recap မြန်မာ 2.0 တို့ပဲဖြစ်ပြီးနေ့စဉ်နေ့တိုင်းအချစ်လွမ်း fighting အကြံဉာဏ် e-set ကိုင်ဟာတာစားတဲ့ရောက်တာဆောင်လေးနဲ့ my star recap တွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်နော်ဒါကြောင့် anime ကိုချစ်တယ် anime ကိုမျက်နှိုးတယ် anime မှာ anime ဆိုတဲ့ပရိသတ်ကြီးအနေနဲ့ channel ၄ခုလုံးမှာရတာစုံလင်လာတဲ့ recap တွေကိုတွားကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဘဲကိုချစ်တယ်ဘဲကိုအားပေးခြင်းနေဆိုရင်တော့ခုပြထားတဲ့ channel ၄ခုစလုံးကိုဘော်လာတို့အနေနဲ့ subscribe လုပ်ထားဖို့အကြံပေးခြင်းပါတယ်တကယ်လို့ပရိသတ်ကြီးအနေနဲ့ကြည့်ရှုခြင်းနဲ့ anime recap တွေရှိရဆိုရင်လည်းဗီဒီယိုရဲ့ comment section အောက်မှာရေးသားတောင်းဆိုခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်